အဲ့ဒါကိုမပြောခင်အမားတို့နှစ်ယောက်မှာတူညီနေတဲ့ပြဿနာတစ်ခုရှိတယ်မဟေးပြောရအောင်မေ အားကိစ္စလဲ ကိုအောင်ကိုလေအချမ်းမြင်ရပါလိမ့် ဟုတ်လား ဟုတ်တယ်အခုသူပြန်ခန်းထဲမှာ ဟုတ်လားအဲ့ဆိုလားငါတို့တော့ကြည့်ကြရောရောက်လာကြပြီလားကဲပြောဘာကူညီပေးရမလဲ အမရဲ့လေအိမ်တောင်ကြီးလမ်းကြောင်းလေးတစ်ချက်ကြည့်ပေးပါလားအမရဲ့အိမ်တောင်ကြီးလမ်းကြောင်းကလေနည်းနည်းလေးကန်ခင်းနေလို့အမကိုတစ်ချက်လောက်ကြည့်ပေးပါ အဲ့ဒါကိုမပြောခင်အမားတို့နှစ်ယောက်မှာတူညီနေတဲ့ပြဿနာတစ်ခုရှိတယ်အဲ့ဒါကအမားတို့နှစ်ယောက်မှာလာစားကုန်သွားပြီမလား ဟုတ်တယ်ကုန်ပြီတပြားမှမရှိတော့ဒါနဲ့ကိုကဘယ်လိုသိရတော့ ဒီတိုင်းပါပဲကျွန်တော်လည်းလာစားကုန်သွားလို့